လုံးပဲမင်္ဂလာပါဆရာတော်ဟောပြောဆုံးမတာလေးကိုအတူတကွနာယူလိုက်ကြရအောင်ဘုရားဘာသာလွဲလို့ရှိရင်ကျန်တဲ့ဘာသာတွေနတ်ကိုပဲလူတွေကမသိကြလို့ဘာသာတရားတွေကိုသေးသေးချာချာအလေးနဲ့ထားကြည့်သေးသေးချာချာလေ့လာပြီးတော့ဖတ်ရှုကြည့်ဘုရားဘာသာလွဲရင်ကျန်တဲ့ဘာသာဝင်တွေကအကုန်နတ်ကိုပဲဒါမို့အဲ့ဒီကိုသူတို့ God Center Religion လို့ခေါ်တယ်ခေါ်ကိုဗဟုပြုပြီးတော့လူတွေကိုဆုံးမတယ်လေဖះမကြိုက်ဘူးမလုံးနဲ့ဖះနဲ့ချိန်ချောက်တာဖះမကြိုက်ဘူးလူတွေကိုဖះဖန်ဆင်းထားတာဖះထာဝရငရဲပိုးပြစ်လိုက်မယ်သို့မဟုတ်ထာဝရကောင်းကင်ဘုံနှန်းကိုခေါ်လိုက်မယ်ဆိုဘယ်သူမှလည်း guarantee ပေးနိုင်တာမရှိဘူးနော်သို့တော့ယုံတဲ့လူတွေအများကြီးပဲတေချာစဉ်းစားကြည့်လို့ရှိရင်လူတွေဟာဒီ21ရာစုနှစ်မှာပညာရှိတဲ့လူတွေလို့ပြောပေမဲ့လို့ဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင် blind faith အဆက်မရှိသေးဘူးဟုတ် blind faith အဆက်မရှိဘူးသေးသေးချာချာမသိကြယုံကြည်မှုအဲ့တော့ဒီဗုဒ္ဓဘာသာတွေကိုးကွယ်တဲ့ဗုဒ္ဓဆိုတာကြတော့လူသားဘုရားပဲတရားကျင့်လို့ဘုရားဖြစ်တာလေဘုရားဆိုတာလူတွေကသမုတ်ထားတာဗုဒ္ဓဆိုတာသိသူပဲဖန်ဆင်းသူမဟုတ်ဘူးသိသူနော်သိတယ်ဆိုတာလူတွေထဲမှာရှိတာပေါ့အများကြီးရှိတာပဲသိပညာရှိတဲ့ပုဂ္ဂိုလ်ပညာရှိလို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲတနည်းအားဖြင့်ဆိုရင်အဝိက္ခဒီလူတွေဟာမောဟကြီးလွန်အားကြီးနေတော့အိပ်ပျော်နာနဲ့တူတယ်အဲ့ဒီအိပ်ပျော်တဲ့အထက်ကပထမဆုံးနိုးလာသူလို့အဓိပ္ပာယ်ရတယ်အဝိက္ခနော်အဝိက္ခနိုးလာသူဘာလို့လဲဆိုရင်အားလုံးလူတွေဟာစဉ်းစားကြည့်လေထာဝရဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့အောက်မှာနစ်မြုပ်နေကြတယ်နစ်မြုပ်နေကြတယ်ဘုရားသခင်ဖန်ဆင်းတယ်အဲ့တော့ကောင်းကင်ဘုံနှန်းကိုတို့သွားရမယ်ဘုရားမကြည်ညိုလို့ရှိရင်ထာဝရငရေကံသွားရမယ်ဒါပဲကြောက်တယ်မျောတယ်ဒီနှစ်ခုနဲ့သွားနေကြလက်တွေ့ဘယ်သူပြနိုင်တော့ဘယ်သူမှတော့မပြနိုင်ဘယ်သူမှမပြနိုင်အဲ့ဒီမပြနိုင်တာကိုပဲလာယုံကြည်ပြီးတော့ဒီလိုနေကြတာအဲ့တော့ဒီအချက်မှာဆိုလို့ရှိရင်နော်သူငယ်နှဆာအဆင့်ပဲနော်အားလုံးဟာသူငယ်နှဆာအဆင့်ဘလောက်ပဲ educated ဖြစ်စေဒီသူငယ်နှဆာအဆင့်ပဲဘာသာတရားနဲ့ပတ်သက်လာတဲ့အခါကျဘာလို့လို့ဆိုမသိတာတွေအများကြီးအဲ့တော့ဗုဒ္ဓတရားတော်ကြတော့ဘယ်သူမှအကိုးစရာမလိုဘူးသူကဘယ်သူပဲပြုမိမိမှုဆိုဆွမ်းအားတွေအလုံးဟာကိုယ်တဏ္ဍာမှာရှိတယ်ကောင်းကင်ဘုံကဖရာကြီးခေါ်ကြီးကတကူကြီးချင်းကြီးမယ်သူလည်းသူတရားကျင့်ပြီးတော့ဘုရားဘာသာအရာဆိုလို့ရှိရင်ခေါ်ဆိုတာဗြဟ္မာကိုပြောတာဟိန္ဒူဘာသာတွေကိုးကွယ်တဲ့လူတွေကြတော့ဗြဟ္မာလို့ပဲခေါ်တာပဲနောက်ကျမှအင်္ဂလိပ်ကျမှဒီဗြဟ္မာကိုခေါ်လို့ပြန်တာဟုတ်သူတို့လည်းဗြဟ္မာကိုရှာရင်နဲ့တွေ့လားဆိုမတွေ့ဘူးမတွေ့တဲ့အခါကျတော့ဥပနိရှကျမ်းတွေရောက်သွားတဲ့အခါကျတော့အဟမသမိဗြဟ္မာဆိုပြီးဗြဟ္မာဆိုတာ I am in Brahma ဆိုပြီးကိုယ့်ကိုယ်ဗြဟ္မာလို့ပြန်ဖြစ်သွားတယ်နောက်ပိုင်းကျရှာရင်နဲ့ကိုယ်ပြန်တွေ့သွားနော်ဟိုလိုကြာနေစနစ်ဟောင်းကိုစနစ်သစ်ဆိုရှာရင်နဲ့အဟောင်းပြန်ရောက်သွားတာဩဒါမှအကောင်းဆုံးစနစ်ဆိုဖြစ်သွားတယ်အဲ့ဒီလိုဖြစ်သွားတယ်မူရင်းပြန်ရောက်သွားတယ်လို့ဆိုလိုတာပဲမူရင်းပြန်ရောက်သွားမျက်စိနဲ့လမ်းမတဲ့လူတယောက်သွားတာလမ်းကောင်းတယ်နဲ့သွားလိုက်တာနော်သူဥတီချက်ကဘာတော့ဆိုရင်အထုပ်ကြီးထမ်းလာတာသူလိုက်ရမှာဘာတော့ဆိုရင်အဲ့ဒီအထုပ်ဆိုင်နဲ့အလေကောင်ကနေဝင်ထမ်းလိုက်တာဝင်ထမ်းတဲ့အခါကျတော့ရှေ့ကအထုပ်နောက်ကအထုပ်သူမှတ်ထားတယ်ရှေ့ကအထုပ်ညွန့်တဲ့ဘက်ကိုလိုက်သွားတာအဲ့လူတယောက်ကသူအိတ်နေတော့အသာလေးအထုပ်လှည့်ထားတဲ့အခါကျတော့အဲ့ဒီအထုပ်ရှိတဲ့ဘက်သူလိုက်သွားတယ်ဟိုရင်ကမ်ပတ်ကမြားပြတာအဲ့ဒါသူ့အိမ်ပြတာဖြစ်တာပြန်ရောက်လာတဲ့အခါကျတော့ငါအိမ်နဲ့တူလာကြီးလားငါအိမ်နဲ့တူလာကြီးလားအိမ်ပြန်ရောက်တော့အိမ်မောလူတွေကလည်းငါတို့အိမ်ကလူတွေအဲ့ဒီလူတွေဖြစ်တာနော်မျက်စိလဲသွားတာကိုပြောတာပါဒီလိုဟာမျိုးတွေအဲ့တော့တကယ်သဘောတရားဆိုတာဟာအင်တန်မှအသိဉာဏ်နဲ့မှသိတယ်ဒါမို့ဘုန်းကြီးတို့တွေဘာလို့အောင်သိပညာစီးပူရမြတ်စွာဘုရားကလည်းနီးပဲပေးတာပဲလေအမှန်သိဖို့အတွက်ကိုယ့်ကိုကြိုးစားကိုသိအောင်ကြိုးစားဟုတ်တယ်သိသူနဲ့မသိသူကအလွန်ကွာတာပဲကိုယ့်ကိုယ်ပဲစမ်းစစ်ကြည့်ငယ်တော့ဒါတွေမသိဘူးခုသိတယ်ဆိုရင်သိတာနဲ့မသိတာအလွန်ကွာတယ်လေအဲ့တော့သိသူဖြစ်အောင်ဘာလို့အောင်သင်ရတာပဲဘယ်သူမှဒီသူ့ဟာသူတတ်လာတာမဟုတ်
သင်တဲ့အခါကျတော့ကိုယ့်အကိုရှင်းရှင်းလင်းလင်းကြီးဒီလိုမြင်လာတယ်လို့တို့ပြောတာပေါ့နော် ဒီဗီဒီယိုမှာသင်တို့တစ်ခုခုရရှိမယ်လို့ယုံကြည်ပါတယ်